အများကြီးမသုံးတော့နည်းနည်းပဲသုံးပါနော်အားလုံးပဲမင်္ဂလာပါကျွန်တော်ဝင်းကို Apple Reseller YouTube Channel လေးရတယ်ကြိုးဆိုပါရဗျကျွန်တော်ဒီနေ့မှာတော့ iPhone နဲ့ပတ်သက်တဲ့ speaker တန်ရှင်းအလွယ်တကူလုပ်တဲ့နည်းလမ်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဖုန်းတစ်လုံးကိုအချိန်ကြာကြာကာလိုင်းလာနဲ့အမျှပေါ့နော်ကျွန်တော်တို့များသောအားဖြင့် speaker ပေါက်တွေမှာကြီးတွေဖုံမုတ်တွေကကတ်နေတတ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော် speaker အပ်တာတို့တိတ်မကြားတို့ model တစ်ခုကိုအချိန်အကြာကြီးကင်ပြီးွားလို့အလဲထက်ပြန်လုပ်တာသို့မဟုတ်ပြန်ရောင်းပြီးတော့ model အသစ်ချိန်တဲ့အခါမှာလည်းဒီလို speaker လေးတွေအပ်တယ်ဆိုတဲ့အနေအထားမျိုးနဲ့ဈေးအများကြီး short ပြီးရောင်းလိုက်ရတဲ့လူတွေလည်းရှိကောင်းရှိ iPhone speaker အပ်တယ်ဆိုတော့တကယ်လားဒါမျိုးလေးတွေရှင်းပြပေးမယ် iPhone ကတော့များသောအားဖြင့်ကိုကျွန်တော်သိသလောက် 80% လောက်က speaker အပ်တယ်ဆိုတော့မရှိဘူးဗျာနော်ရေဝင်ပါဝင်လို့အပ်လိမ့်မယ်ဒီတိုင်းတော့ကျွန်တော်ဖုန်းဝင်ပါဝင်လို့အပ်တယ်ဆိုတာမရှိဘူးဖုန်းဝင်တဲ့အကြောင်းမို့လို့ကျွန်တော် speaker အပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ speaker ပေါက်လေးတွေကိုကျွန်တော်တို့အများသောအားဖြင့်ကိုကျွန်တော်ဒီလိုမျိုးသပုတ်တန်လေးနဲ့တန်ရှင်းလုပ်မယ်ဆိုလည်းရပါတယ်ဗျဒါတော့ကျွန်တော်အိမ်မှာအလွယ်တကူရှာလို့ရတဲ့သပုတ်တန်လေးနဲ့ပို့လိုက်မယ်ဆိုလည်းပျောက်ပြီးအပ်တဲ့ဥစ္စာရှင်းလို့ရမှာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မိုးရွာလို့မိုးထဲမှာဗျာဥမာပေါ့မိုးရွာတဲ့အချိန်မှာကျွန်တော်တို့ဘောင်းမီတဲ့ထေတာလို့ရေဆိုသွားတယ်လူရောဖုန်းရောရေဆိုသွားတယ်ဒါမှမဟုတ်ရင်ရေစိမ်လိုက်တာပဲဖြစ်ဖြစ်မိုးရွာလို့မိုးရေဆိုသွားတာပဲဖြစ်ဖြစ်စပီကာပေါက်တွေကိုကျွန်တော်တို့တေချာပေါက်ရေဝင်သွားပါတယ်အထဲထိဆက်ကမဝင်ဘူးเนาะရေကအထဲထိမဝင်ဘူးအော်စီးတွေဆိုတော့ဒါမဲ့စပီကာပေါက်တွေထဲမှာတေချာပေါက်ဝင်သွားတယ်အဲ့စပီကာပေါက်တွေထဲမှာရှိနေတဲ့ရေတွေကိုကျွန်တော်တို့ဘယ်လိုထုတ်မလဲဒါမျိုးပေါ့เนาะဒါဒီနေ့ကျွန်တော်ခုထုတ်ပြမယ်အဲ့လိုမထုတ်ဘူးဆိုလို့ရှိရင်တော့ဒီစပီကာတေချာပေါက်အပ်သွားမှာဟုတ်ဆိုအဲ့ရေကအဲ့စပီကာပေါက်တွေကိုတေချာပေါက်ဝင်သွားမှာပါဆက်ထဲတော့မဝင်ပါဘူးဗျာเนาะโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ပြပြပေးတဲ့နီလန်လေးနဲ့တစ်ချက်လုပ်ကြည့်ပါကျွန်တော်တို့ YouTube မှာကျွန်တော်တို့ပေါ့နော် YouTube ကိုရိုက်ရှာလိုက်ပါကျွန်တော်တို့ browser ကနေနော် browser လည်းရတယ်ကျွန်တော်တို့ YouTube software ရှိလည်းရတယ်နော်ရိုက်ရှာလိုက်ပါကျွန်တော်တို့ဒီကောင်ကလောလောဆယ် YouTube software မထည့်တာပေါ့နော်ရိုက်ရှာပြီးတော့ကျွန်တော်တို့အဲ့မှာကျွန်တော်တို့ water eject ဆိုတဲ့ဟာလေးပေါ့နော် water eject ဆိုပြီးတော့ water eject sound ဆိုပြီးတော့ရှိရဗျာနော်ဒီမှာ water eject sound ဆိုပြီးတော့ရှိရနော်အဲ့ကောင်လေးကိုဖွင့်လိုက်ကျွန်တော်တို့မကြည့်ကျွန်တော်ဖွင့်လိုက်နော်မကြည့်အဲ့ဒီမှာဒီကဲဆိုနော်ဒီထဲမှာရေရှိရဆိုလို့ရှိရင် तू ကအဲ့မှာ तू မှုတ်ပြီးထုတ်နေလိမ့်မယ်ရေကိုနော်ကြည့်လိုက်နော် तू ကဒီ speaker အပေါ်အောက်တင်မဟုတ်ဘူးဒီမှာအပေါ်မှာတွေ့လားနော်အပေါ်မှာလည်း तू speaker တွေကိုရေတွေကိုမှုတ်ထုတ်နေတယ်ဒါကြောင့်မို့ကျွန်တော်ရေဆိုတာပဲဖြစ်ဖြစ်ခုနလိုမျိုးပဲရေစိမ်တာပဲဖြစ်ဖြစ် water eject sound ကိုဖွင့်ရမယ်ဖွင့်မှလည်းကျွန်တော်တို့ကဒီအထဲထဲမှာ speaker ကြားထဲမှာကြံနေတဲ့ရေတွေကထွက်သွားမှာပေါ့နော်ဒါမျိုးလေးကျွန်တော်ရှင်းပြတာပါနောက်တစ်ခုကဒီမှာအခုနှလုံးလုံးကျွန်တော်ပြပေးနော်မကြည့်ဒီကောင်ဆိုပိုသိတာမကြည့်တွေ့လားနော်โอเคနော်ဒါမျိုးလေးပြန်လုပ်ရမယ်ခုနကကျွန်တော်ပြောတယ်နော်ကျွန်တော်အိမ်မှာအလွယ်တကူရှာလို့ရတယ်ဒီလိုတပုတ်တန်လေးနဲ့ရေလေးနည်းနည်းလေးပဲရေလေးနည်းနည်းလေးထိမယ်ထိပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီစပီကာပေါက်လေးတွေကိုနည်းနည်းလေးကျွန်တော်တို့တိုက်မယ်အမှန်တော့ဆေးရည်နဲ့တုံးရတာကျွန်တော်အိမ်မှာဆေးရည်အလွယ်တကူကျွန်တော်တို့ကစတမာတွေအနေနဲ့ရမှာမရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ရေနဲ့ပဲထိလိုက်ရေလေးနဲ့နည်းနည်းလေးကျွန်တော်တို့ထိမယ်ပြီးသွားရင်ကျွန်တော်ဒီကောင်လေးကိုတန်ရှင်းလုပ်မယ်ဒီလိုတန်ရှင်းလုပ်မယ်ပြီးသွားရင်ဒီလို water eject ကိုဖွင့်လိုက်ဒါဆိုရင်ဒီကောင်ဒီမှာရေဝင်သွားခဲ့တယ်ဆိုရင်တော့မှဒီရေအထက်ရောက်သွားခဲ့တယ်ဆိုတော့မှဒီလိုမျိုးလေးပြန်မှုတ်ထုတ်တဲ့အတွက်ကြောင့်မလို့ဘာမှလုံးဝ error လုံးဝမရှိဘူး speaker လုံးဝကွတ်သွားလိမ့်မယ်100ခိုင်တော့နော်ဒါကျွန်တော်လက်ရှိမှာဒီလိုလုပ်လိုက်မယ်ဆိုလို့ရှိရင်ရေစိမ်သားတဲ့လုံးဝဖြစ်ရေဆိုတဲ့လုံးဝဖြစ် speaker ကိုကျွန်တော်တန်ရှင်းလုပ်ပြီးတဲ့အခါပဲဖြစ်ဒါမျိုးလေးဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့ပိုပြီး safe ဖြစ်ပါတယ်နော်ဒါကျွန်တော်ဒီနေ့ speaker တန်ရှင်းလုပ်တဲ့အကြောင်းလေးပြပြပေးတာပါခဏနေဒီကောင်နှစ်ခါလောက်ဖွင့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ပုံမှန် normal အတန်အကြည့်တိုင်းပြန်ရပါမယ် speaker တိုးနေတဲ့လူတွေဖုန်းတကယ်ရှိနေတဲ့လူတွေကျွန်တော်ပြောတဲ့အတိုင်းစမ်းကြည့်ပါလုံးဝ100ခိုင်တော့ဖြစ်အဆင်ပြေသွားစေရမယ်ဗျာနော်ကျွန်တော်အမခံပြီနော်နောက်တစ်ခု iPhone မှာကျွန်တော်တို့လေဒီ speaker အပ်တယ်ဆိုတာတော့ 80% လောက်ကတော့လုံးဝမရှိဘူးဒီလိုဖုန်းလေးပါတွေဝင်နေလို့အပ်တာလို့ရေဝင်သွားလို့အပ်တာလို့တော့ရှိရဗျာသူကသူ auto အပ်တယ်ဆိုတာတော့မရှိဘူးဒီကောင်က stereo speaker ဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကျွန်တော်တို့ perfect ဖြစ်တယ်ကောင်းတယ်နော်ဒီဟိုပါပေါ့နော်ဒီ speaker တန်ရှင်းလုပ်တဲ့နည်းလေးကအားလုံးတွေအဆင်ပြေကြမယ်လို့ကျွန်တော်မျှော်လင့်နေနောက်ထပ် video လေးတွေမှာကျွန်တော်ဘယ်လိုမျိုးကျွန်တော် video လေးနဲ့ knowledge လေးပေးမလဲဆိုတာလည်းကျွန်တော်အကောင့်ကိုစောင့်ကြည့်ပေးပါအောင်ဗျဒီနေ့တော့ကျွန်တော်ဒီလောက်ပါပဲကျွန်တော်ရဲ့ YouTube အကောင့်လေးကိုလည်း subscribe မလုပ်ရသေးဘူးဆို like and subscribe လေးလုပ်ပြီးဖို့တောင်းဆိုပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်